မွန်လူမျိုးတို့ရဲ့တမိုင်းကိုနည်းနည်းတိတ်တိတ်လေးပြန်တွေးကြည့်လိုက်ပါစို့တခါတရံမှာအင်အားကြီးမှန်းခဲ့တဲ့လူမျိုးတစ်မျိုးဟာအချင်းကြာလာတာနဲ့အမျှတဖြည်းဖြည်းမမြင်ရသလိုပျောက်ကွယ်သွားနိုင်ပါတယ်ဟန်တာဝရီခေတ်တုန်းကယာမညအတိုင်းဆိုတာအောက်မြမာပြီးတလွားကိုဖုံးလွှမ်းထားတဲ့ကြီးမားတဲ့အင်အားတစ်ခုဖြစ်ခဲ့ပါတယ်ပတိဟန်တာဝရီမုတ်တမမြို့ထုံးစိတ်နှစီနဲ့စနစ်တကျအုပ်ချုပ်ခဲ့တဲ့ဂုံယူစရာတမိုင်းတစ်ခုပေါ့ဒါပေမဲ့တမိုင်းရဲ့လှိုင်းလုံးကြီးကြားမှာအရာရာဟာမတည်မြဲဘူးဆိုတာထင်ရှားလာပါတယ်1930ခုနှစ်များရောက်လာတဲ့အခါမွန်လူယူတို့ရဲ့အခြေအနေဟာအလွန်စိုးရိမ်ဖွယ်ဖြစ်လာခဲ့ပါတယ်ကိုလူမျိုးကိုယ်တိုင်ငါဟာမွန်ပါလို့မပြောရတော့ကိုဘာသာစကားကိုမပြောရတော့ကိုယဉ်ကျေးမှုကိုတော့တန်ဖိုးမထားတော့တဲ့အချိန်ဒီလိုအခြေအနေဟာလူမျိုးတစ်မျိုးပျောက်ကွယ်သွားမယ်အစားပြုချက်ပါပဲဒါပေမဲ့မလွတ်ရှားပဲမနေခဲ့ကြတဲ့လူတွေရှိပါတယ်သူတို့ဟာမွန်မျိုးချစ်ပုဂ္ဂိုလ်တွေပါ1938ခုနှစ်မှာဆရာတော်ဦးကုသလာကိုအမှုထားပြီးဦးဘတော်ဦးချစ်တော်တို့လိုပုဂ္ဂိုလ်များစူးစီးလာကြပါတယ်ပြီးတော့ရာမညအတိုင်းလုံးဆိုင်ရာမွန်အသင်းကိုတည်ထောင်ခဲ့ကြပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ဟာအာဏာမဟုတ်ဘူးဒါပေမဲ့ပိုကြီးမားတဲ့အရာပါလူမျိုးကိုပြန်လဲရှင်သန်စေဖို့သူတို့စတင်ခဲ့တာတွေဟာယူရှင်းပါတယ်ကထိန်ပွဲတွေစားပေပြိုင်ပွဲတွေဒါပေမဲ့အဲ့ဒီအရာတွေကနေမွန်ဘာသာစကားဟာပြန်လဲအသက်ရှင်လာခဲ့ပါတယ်တစ်ချိန်ကရန်ကုန်လိုမြို့မှာတော့မွန်စကားမပြောရတဲ့လူတွေဟာတဖြည်းဖြည်းပြန်လဲပြောရလာကြပါတယ်ထူးခြားတာတစ်ခုကတော့သူတို့ဟာလူတိုင်းကိုအမည်ရှိမှမွန်ဆိုတဲ့စကားလုံးတတ်ဖို့လှောင်ဆော်ခဲ့တာပါမွန်ဘတ်တော်မွန်ချစ်တောင်းဒီလိုနာမည်တွေဟာနာမည်မဟုတ်ပါဘူးဒါဟာကိုယ်ဘသူလဲဆိုတဲ့အမတ်အသားပါပဲ1940ခုနှစ်မှာတော့သူတို့ကလူငယ်တွေကိုလှုပ်ရှားစေလိုက်ပါတယ်မွန်လူငယ်အသင်းကိုဖွဲ့စည်းလိုက်ပါတယ်တက္ကသိုလ်ကျောင်းသားတွေလူငယ်တွေစုစည်းလာပြီးအချိန်တိုအတွင်းလူဦးရေ140ထိတိုးတက်လာပါတယ်ဒါဟာမွန်လူမျိုးရဲ့စိတ်ဓာတ်ပြန်လည်နိုးထလာတဲ့အချိန်ပါပဲဒါပေမဲ့သမိုင်းရဲ့အသားစီးတစ်ခုထပ်မံရောက်လာပါတယ်ဒုတိယကမ္ဘာစစ်အဖွဲ့အစည်းတွေလှုပ်ရှားမှုတွေယာယီရပ်ဆိုင်းသွားခဲ့ရပါတယ်ဒါပေမဲ့သူတို့ထားခဲ့တဲ့အမွေအနှစ်ကမပြောက်သွားခဲ့ပါဘူးသူတို့ကလူတိုင်းရဲ့စိတ်ထဲမှာငါဘသူလဲဆိုတဲ့မိဘကိုပြန်လည်မိထုံးပေးခဲ့ပါတယ်လူမျိုးတစ်မျိုးရဲ့အင်အားဆိုတာလက်နက်မဟုတ်ပါဘူးကိုအမတ်အသားကိုကိုယ်တိုင်သိမြင်နိုင်ခြင်းပါပဲဒါဟာမုံအဖွဲ့အစည်းများဖွဲ့စည်းတည်ထောင်ခြင်းရဲ့အမှန်အတကယ်အသေးပဲပါပဲ